မမေ့နိုင်ဘူးအစီကိုစားကြည့်မြေတော်ရဲ့ရွာကိုလေမျိုးကြီးပြာကြီးမနီးတဲ့တော်ရဲ့ရွာနေတော်ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့ကိုဘဝအချင်းကိုသက်ရွယ်ငါးနှစ်ကျော်ဆယ်နှစ်အတွင်းအဖော်ရများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးအစီကိုစားကြည့်မြေတော်ရဲ့ရွာကိုလေရောက်လာဦးသာပြေMade